ကဲဒီပိုင်းလေးမှာဆိုလို့ရှိရင်နံပါတ်3အစီအစဉ်ကိုဆက်ပါမယ်နံပါတ်3ကတော့ကျမတို့က check list လေးလုပ်ထားပြီးတော့သူတို့ရဲ့လွတ်ဆောင်ချက်တစ်ခုချင်းစီကိုဒါတွေလုပ်ပြီးသွားပြီလားဒီဟာလိုအပ်နေသေးလားဆိုတာကို check list လေးနဲ့ပြုစုပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေကိုသိနိုင်မယ်နည်းလမ်းလေးဖြစ်ပါတယ်နံပါတ်3 season ဖြစ်ပါတယ်နံပါတ်4 season ဆိုလို့ရှိရင်တော့ကျမတို့က observation လို့ခေါ်ပါတယ်အရင်လည်းထိရောက်ပြီးတော့data အချက်လက်ကိုလည်းအခိုင်အမာရတဲ့စနစ်လေးဖြစ်ပါတယ်HR ကို၌ကသက်ဆိုင်ရာလုပ်ငန်းခွင်တွေကိုတွားရောက်ပြီးတော့ရှိရင်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို observe လုပ်ခြင်းအပြင်မိကွန်းတွေသူတို့ရဲ့လိုအပ်ချက်တွေကွာဟချက်တွေကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်နံပါတ်5ချက်ကိုပြောပါဆိုလို့ရှိရင်တော့နံပါတ်5ချက်ကတော့ကျမတို့ကသူတို့ရဲ့ daily ပေါ့နော်daily report တွေသူတို့ရဲ့ diary တွေသူတို့ရဲ့ပေါ့နော်အစီအစဉ်ဆွဲထားတဲ့စာရွက်လေးတွေတစ်ဆင့်ကနေတစ်ဆင့်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုစီစစ်ပြီးတော့တွေ့ရှိနိုင်ပါတယ်နံပါတ်6 season ကတော့အခုလက်ရှိလုပ်ငန်းတော်တော်များများလှုပ်ဆောင်နေတဲ့ယာထူးကြီးပိုင်းတွေဆိုလို့ရှိရင်ဒီစနစ်ကိုသုံးလေ့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ self description လို့ခေါ်ပါတယ်ကိုယ်၌ကနေပြီးတော့ကိုဘာတွေလုပ်နေရတယ်ဘာတွေတာဝန်ယူနေရပြီးတော့ကိုဘယ်နေရာမှာလိုအပ်နေပါတယ်ဆိုတာကိုကိုယ်တိုင်ဝန်ထမ်းကိုယ်၌ကဖြည့်ပြီးတော့တင်ပြခိုင်းတဲ့အစီအစဉ်မျိုးဒီလို technique မျိုးကိုလည်းအသုံးပြုလို့ရပါတယ်ဒါကရာထူးအကြီးပိုင်းတွေမှာများသောအားဖြင့်ဆောင်ရွက်လေးရှိပြီးတော့ထိရောက်မှုလည်းရှိပါတယ်နံပါတ်9အနေနဲ့ကတော့ hierarchical analysis or task လို့ခေါ်ပါတယ်။သူကတော့လုပ်ငန်းစဉ်တစ်ခုချင်းစီကိုအသေးစိတ်ရေးပြီးခွဲခြမ်းစိတ်ပြပြီးတော့စီစစ်တဲ့စနစ်ဖြစ်ပါတယ်။ဒီလိုစိတ်9ဆင့်ဒီလို technique 9မျိုးကိုသုံးပြီးတော့ကျမတို့ကဝန်ထမ်းတွေရဲ့လုပ်ငန်းဆောင်တာတွေရဲ့လက်ရှိလုပ်နေတဲ့အလုပ်တွေရဲ့ကိုလိုချင်နေတဲ့ပေါ့နော်ဒီလုပ်ငန်းတာဝန်တွေကိုစီစစ်ခွဲခြားလို့ရပါတယ်ကျမက HR consultant တယောက်အနေနဲ့ဆိုရင်ကျမကပုံမှန်ဆိုလို့ရှိရင်ကျမတို့ကဒီ conversation ဆိုတဲ့တူတယောက်ချင်းကိုတွေ့ဆုံပြီးတော့ assessment မေးခြင်း observation လုပ်ခြင်းစသည့်နီးစနစ်နှစ်ခုကိုပေါင်းပြီးတော့ဗန်ဖန်ရန်ကမှာသုံးလေးရှိပါတယ်အဲ့ဒါကလည်းအခုလက်ရှိမှာရန်ထိရောက်တဲ့နည်းလို့ပြောပြရစီဆိုတော့လူကြီးမင်းကဒီလိုမျိုး process မျိုးဘယ်အချိန်မှလုပ်ရမှာလဲဆိုတော့ရှေ့မှာပြောထားတဲ့အတိုင်းပဲအခုကာလအသင့်တော်ဆုံးဖြစ်ပါတယ်ကျမHR consultant တယောက်အနေနဲ့ဒီလိုမျိုးလုပ်ငန်းဆောင်တာတွေဒီလို function တွေကိုတိုးတက်အောင်စနစ်တကျစဉ်းရေးဆွဲပြီးတော့ support ပေးခြင်းနေတဲ့သူဖြစ်ပါတယ်ရှင်ကဲလိုအပ်လို့ရှိရင်ကျမတို့ HR consultant တင် Diamond Star consultant တွေကိုဆက်သွယ်ပြီးတော့စုံစမ်းနိုင်ပါတယ်ရှင်အကြံဉာဏ်ပေးခြင်းစုံစမ်းခြင်းမေးမြန်းခြင်းတိုင်ပင်ခြင်းအတွက်ကတော့အခကြေးငွေမရှိပါဘူးရှင်ကျေးဇူးအများကြီးတင်ပါတယ်